ကိုတို့နှစ်ယောက်ရဲ့ချစ်တွေကဘာကြီးတီးအောင်ပြောမယ်ဘုဒ္ဓကတော့အိမ်မလေးတွေမလုံးကောင်းခဲ့တဲ့တကယ်လည်းတွေ့မှာမဝါလမ်းများထင်သလောက်သိမလွယ်မသိခဲ့ပြီနူးညံ့တဲ့ခံစားမှုလေးတွေအခုတော့မရှိတော့ပါခါတလေချစ်ချင်နေခါတည်းစိတ်ကုန်နေရှင်ချင်မှုများလို့ချင်မှုကလေးလေးဘဝပဲကုန်မနေချင်များရဲ့ခဏလောက်ပေါ့ငြိမ်းချမ်းမရစေကွယ်ပေါ်သွားတဲ့ခံစားမှုများရှင်လာမချစ်တော့ဘူးမဟုတ်လားလူရဲ့စကားလုံးလေးများနောက်ချင်ကြတော့ပါခါလေးချစ်ချင်နေခါတည်းစိတ်ကုန်နေရှင်ချင်မှုများလို့ချင်မှုကလေးလေးဘဝပဲကုန်မနေချင်များရဲ့လို့ချင်ဘူးကလေးလေးဘဝပဲအကုန်မနေချင်ရရဲ့ခဏပေါ့ငြိမ်းချမ်းမရစေကွယ်ကျေးဇူးများတင်ပါတယ်